YouTube မှာဖုန်းနဲ့ဗီဒီယိုစနစ်တကျဘယ်လိုပုံစံမျိုးတင်ရမလဲဆိုတာကိုဒီနေ့ကျွန်တော်ပြောပြပေးခြင်းပါတယ်ခင်ဗျာနော်တေချာလေးကျွန်တော်ရှင်းပြပေးပါမယ်တေချာလေးလည်းကျွန်တော်ရှင်းပြထားပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါခင်ဗျာ let's go ဗီဒီယိုတင်ဖို့ဆိုရင် user ကိုရဲ့ဖုန်းထဲမှာရှိတဲ့ YouTube Studio ကိုရင်းနှိပ်လိုက်ပါ YT Studio ပါခင်ဗျာရင်းနှိပ်လိုက်ရင်ဒီလိုမျိုးကိုယ့်ရဲ့ channel တွေကိုရောက်သွားပါမယ်ခင်ဗျာရောက်သွားဒီမှာပေါ်မှာရှိတဲ့အပေါင်းလက္ခဏာလေးတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ပြီးရင်ဒီမှာကိုတင်မဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးချယ်လိုက်ပါဒါကတော့ကျွန်တော်ကတော့ဒီဖုန်းနဲ့ပဲဒါတင်ပြတာပေါ့နော်ဖုန်းနဲ့ပဲတင်ပြတာတခြားသူတွေက laptop တို့ဘာလို့တင်ကြတယ်ဗျာနော်ဒါကျွန်တော်ဖုန်းနဲ့ပဲတင်ပြတာပြီးရင်အရင်ဆုံးကိုယ့်ရဲ့ template ပုံတစ်ချက်ထည့်မယ်ဒီမှာနော် template ပုံထည့်ရင်တော့ဒီမှာခဲတဲ့ပုံစံမျိုးလေးတစ်ချက်နှိပ်လိုက်ပြီးရင်ကိုယ်မှာအစင်းသင်းလောက်ထားတဲ့ template ချက်ထည့်လိုက်ပြီးရင် sorry ဒီမှာ down နှိပ်လိုက်ဒီမှာဝင်များတဲ့ content ဖန်တီးနေ okay ဒီမှာလာမယ်ဒီနားမှာကဒီမှာ create a title ဆိုဒီနားမှာကိုယ့်ရဲ့ video ရဲ့ဟိုပါအကြောင်းအရာခေါင်းစဉ်ပေါ့ဗျာခေါင်းစဉ်ထည့်မယ်ပြီးရင်ကိုယ့်ရဲ့ channel တွေပါ hashtag ခံပြီးထည့်မယ်ပေါ့ဗျာเนาะအရင်ဆုံးဒီမှာကျွန်တော်ရဲ့အကြောင်းအရာကဝင်ငွေများတဲ့ content ဖန်တီးနည်းပေါ့နော်ငွေဝင်ချမ်းတဲ့ content ဖန်တီးနည်းပေါ့ကျွန်တော်လူမျိုးပေးလိုက်မယ်ဗျာငွေဝင်ချမ်းတဲ့ content ဖန်တီးနည်းပေါ့ဖန်တီးနည်းပြီးရင်ကျွန်တော် hashtag ချက်ခံမယ် hashtag ချက်ခံပြီးတော့ဒီမှာကျွန်တော်ရဲ့ဟိတ်ထက်နိုင်ဆိုတဲ့ဟာလေးကိုဟိတ်ထက်နိုင်ဆိုတဲ့ channel နာမည်လေးကိုချက်ထည့်ပေးမယ်เนาะကျွန်တော်ကတော့ဒီလောက်ပဲထည့်တယ်ဗျာဒီလောက်ပဲထည့်တယ်ဒီမှာပြီးရင် private နေရာမှာဒီမှာကျွန်တော် public ကိုထားပေးမယ်ဒါကျွန်တော် public နဲ့တည်း public ထားပေးမယ်เนาะ public ကိုထားပေးမယ် okay ဒီမှာလာမယ်ဒီမှာ description နေရာမှာကဘယ်လိုပြောလဲဆိုတော့ဒီ video နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့ဒီ video ကကိုကဟိုပါလဲဘယ်လိုမျိုးအကြောင်းအရာကိုဖန်တီးထားတာလဲသိရမှာဘယ်လိုမျိုးအကျိုးကျေးဇူးရမယ်ဘာညာတရာကားပေါ့ဗျာကိုရေးချင်တဲ့အကြောင်းအရာရေးလို့ရတယ်ကျွန်တော်ကဒီ video လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and share လေးများပြီးကူညီပေးကြပါဘာညာတရာကားပေါ့ကျွန်တော်ဒီလိုလေးပဲရေးလိုက်တော့မယ်နော်ဒီ video လေးကအလုံးအတွက်အကျိုးရှိမယ်ဒီအလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ပေါ့ဗျာယုံကြည်ပါတယ်ဒီမှာကျွန်တော်ဒီလောက်ပဲရေးမယ်ဗျာဒါတော့ကျွန်တော်နီးကျွန်တော်ဟန်နဲ့ကျွန်တော်ပြောတာနော်ဒီမှာပြီးရင်ကိုကဟိုတကယ်လို့ကိုယ့်ရဲ့ channel ကဝင်ငွေတစ်ခါတည်းတောင်းဝင်နေဆိုဒီမှာ monetization ဆိုတဲ့နေရာဒီမှာနော်ဒီမှာဒေါ်လာပုံစံလေးနဲ့အဲ့ဒါချက်နေမယ်ပြီးရင်ဒီမှာဝင်ငွေကိုတစ်ခါတည်းကိုဖွင့်ပြလိုက်လို့ရတယ်အရင်တော့ဆိုဒီဖုန်းနဲ့တင်တာကဝင်ငွေတစ်ခါတည်းဖွင့်လို့မရဘူးဗျာအခုကတော့ဖွင့်လို့ရတယ်ဗျာနော်ဒီမှာကျွန်တော်တစ်ခါတည်း on ပေးလိုက်ပြီပြီးရင်တစ်ချက်ပြန်ထွက်မယ်ပြီးရင်ဒီမှာဒီလောက်ပဲဗျာဒီလောက်ပဲကျွန်တော်ဟာကတော့ဒီလောက်ပဲဒီမှာဝင်ငွေကျန်းတဲ့ content ဖန်တီးဒီလောက်ပဲကျွန်တော်ထည့်တယ်ပြီးတော့ကျွန်တော်ဒီမှာကကျွန်တော်နည်းနည်းနေအောင်ပြကျွန်တော်ထည့်ခြင်းသေးတယ်ဟာဆိုကျွန်တော်ချက်ထပ်ခံလိုက်မယ်ပြီးတော့ knowledge share တယ်ပေါ့knowledge share တယ်knowledge share ဆိုပြီးကျွန်တော်တစ်ချက်ထည့်လိုက်ပါတယ်ပြီးရင်ဒီမှာ upload လုပ်လို့ရပါတယ်ခင်ဗျာနော် upload လုပ်ရပြီးရင်ဒီမှာ upload ကိုချက်နှိပ်လိုက်ပါဒီမှာ change video လေးဆိုတာဒါကတော့ကိုယ်ကဟိုပါပဲဗီဒီယိုကိုနာရီနဲ့ဘာရီနဲ့တင်တဲ့ဟာကိုလောက်တာဗျာသိရမှာအဲ့ဒါတော့ခဏထားတယ်ကျွန်တော်တို့မှာ publish ကိုပဲချက်နှိပ်လိုက်မယ်အဲ့တော့ပဲလောက်ရလွယ်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ okay ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်မျှော်လင့်ပါတယ်ခင်ဗျာတကယ်လို့အကျိုးရှိတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share များဖြင့်ကူညီပေးပါအောင်ခင်ဗျာ okay ကျွန်တော်တော့ဟိန်းထက်နိုင်ပါခင်ဗျာ